အားလုံးပဲမင်္ဂလာပါဒီနေ့မှာကျွန်တော်ကဒီ Avesto လို့ antivirus တွေ IV endpoint protection လို့ antivirus တွေကဘာဖြစ်လို့မသွင်းဘဲနဲ့ပေါ့နော်ကိုယ့်ကွန်ပျူတာထဲမှာရောက်နေတာလဲ install ဖြစ်နေတာလဲဆိုတော့အကြောင်းရယ်နောက်တစ်ခါဒီကောင်တွေကဘယ်လိုဝင်တက်လဲဘယ်လိုရှောင်ရှားလို့ရလဲသို့မဟုတ်ဘယ်လိုဖြည့်ရှင်းမလဲဆိုတော့အကြောင်းအရာလေးကိုဒီနေ့ဗီဒီယိုလေးအနေနဲ့ပြပြချင်ပါတယ်အဲ့ဆိုတော့ဒီကောင်တွေကဘာတွေလဲဆိုတော့ antivirus တွေantivirus တွေကိုမှတော့ optional offer အနေနဲ့ဝင်တက်တယ်ပေါ့နော်ကျွန်တော်တို့ဥပမာဆိုရင်ကျွန်တော်တို့ app တစ်ခုပေါ့ဒီ Astra Viewer ပဲဖြစ်ဖြစ် down လိုက်တယ်ဆိုရင်တကယ် down ချင်တာတော့ Astra Viewer ဒါပေမဲ့အဲ့ Astra Viewer နဲ့အတူကပ်ပြီးတော့ပါလာတတ်တဲ့ဒီ optional offer software တွေဖြစ်တယ်အဲ့ဆိုတော့ဒီ antivirus တွေကကွန်ပျူတာမှာတွင်းထားရင်မကောင်းဘူးလားဆိုရင်ကောင်းပါတယ်ပို့ပြီးတော့လုံခြုံတယ်ဒါပေမဲ့ကျွန်တော်တို့ကဒီ phone software service လုပ်တဲ့သူတွေဆိုရင်ဒီ crash software တွေဒီ jailbreak software တွေ software အများစုဟာဒီ virus လို့သတ်မှတ်တယ်ပေါ့နော်အဲ့ဆိုကျွန်တော်တို့ကဒီဘာလုပ်ထားရလဲဆိုတော့ exclusion လုပ်ထားရတယ်ဒါ exclusion setting ထဲမှာဆိုရင်သူ့ရဲ့ original window defender နဲ့ကအဆင်ပြေပေမဲ့ဒီ Avesto IV တို့ဝင်လာရင်ဒီကောင်တွေက live ဖြတ်နေတဲ့အတွက်အဆင်မပြေဘူးပေါ့နော်အားကြောင့်ကျွန်တော်တို့က software တစ်ခုသွင်းတယ် optional offer အနေနဲ့ဒီကိုမသွင်းဘဲနဲ့ဝင်လာခဲ့တယ်ဆိုရင်ပြန်ပြီးတော့ uninstall လုပ်နေတော့မဟုတ်မဝင်အောင်ဘယ်လိုမျိုးကိုကရှောင်ရှားမလဲဆိုတဲ့အကြောင်းအရာလေးကိုဒီနေ့ပြပြချင်ပါတယ်အဲ့ဆိုကျွန်တော်ဥပမာအနေနဲ့ပေါ့နော် software တစ်ခုရှာတောင်းကြည့်မယ်အဲ့ဆိုအရင်ဆုံးကျွန်တော် Google ပဲသွားလိုက်မယ်နော် Google ကနေ Astra Viewer ရှာတောင်းကြည့်အောင်နော် Astra Viewer download လို့ရှာလိုက်မယ်အဲ့ဆိုရင် Surface Z အနေနဲ့ကတော့ Astra Viewer ဒီ website ကသူ official website ပထမဆုံးတက်လာတယ်ဒါပေမဲ့ကျွန်တော်တို့အောက်နားလေးမှာတစ်ချက်ဆင်းကြည့်မယ်ဆိုဒီမှာ Softonics website ကသွားတွေ့တယ် Softonics website Astra Viewer download ဆိုပြီးတော့တွေ့တယ်နော်အဲ့ဆိုကျွန်တော်သူ့ရဲ့ official website ကနေမ download ဒီလိုမျိုး Softonics store လိုမျိုး App Store website ကနေdown မယ်ဆိုရင်အဲ့လိုမျိုး optional offer ဝင်တတ်တယ်နော်ဒါဥပမာကျွန်တော် send down ပြမယ်နော် Astra Viewer free download ပေါ့နော်နှိပ်လိုက်မယ်ဒါဆိုရင်ဘယ်နေရာမှာ save နဲ့ main ကျွန်တော် download ထဲမှာပဲတစ်ချက် save လိုက်မယ်နော် save ရင် right click ထောက်ပြီးတော့ open နဲ့ပဲ install မောင်းကြည့်အောင်ပြီးကျွန်တော် next သွားမယ်နော်ဒီနေရာမှာဒါပေါ်ပြီပေါ့နော်ဒီမှာ optional offer ဆိုပြီးတော့အပေါ်တောင်းပါနော်အဲ့ဆိုကျွန်တော်တို့တကယ်သွင်းချင်တာ Astra Viewer ဒါပေမဲ့ optional offer ဆိုပြီးတော့ဒီ Opera browser ကြီးသွင်းမလားဆိုပြီးကျွန်တော်တို့မေးလာတယ်အဲ့ဆိုကျွန်တော်တို့ကဘာနှိပ်ရမလဲဆို decline နှိပ်ပေးရမယ်နော် decline နှိပ်ရမယ် decline မနှိပ်ဘဲနဲ့ခါတိုင်းလိုပဲ national SF တွေနှိပ်လိုက်ရင်နော်ဒီ Opera browser ကကျွန်တော်တို့ကွန်ပျူတာတွေကိုကျွန်တော်တို့မသိလိုက်ခင်ပါပြီ install မောင်းသွားမှာဖြစ်တယ်အဲ့တော့ Opera ကတော့ browser ဆိုတော့ဘာမှရှော့မရှိဘူးဒါပေမဲ့တစ်ခါလေကြာရင်သူတို့က Avast တွေ IV endpoint protection တွေသွင်းမလားဆိုပြီးဒီတိုင်းမေးလိုက်ကျွန်တော်တို့က accept သွားနှိပ်လိုက်တာနဲ့ကွန်ပျူတာတွေကိုဒီကောင်တွေကဝင်ပြီးတော့ကျွန်တော်တို့ setting ချိန်ထားတဲ့ crash software တွေဒါ do software တွေကိုဖြတ်သွားမှာဖြစ်တယ်နော်အဲ့တော့ကျွန်တော်ကငင်းမယ်ပေါ့နော်ငင်းမယ်ဆိုတော့ decline နှိပ်လိုက်မယ်အဲ့တော့ထပ်ပြီးတော့ထပ်မေးလိုက် Opera browser GH လည်းသွင်းမလားတဲ့အဲ့ဆိုကျွန်တော်ထပ်ငင်းဖို့လိုသွားတယ်နော် decline ပေါ့အဲ့မှာမှတကယ်ကျွန်တော်တို့သွင်းချင်တဲ့ Astra Viewer သွင်းဖို့ဒီမှာเนาะ setup ကတက်လာမှာဖြစ်ပါတယ် Okay အဲ့ဆိုတော့ကိုကအဲ့လိုမျိုးပေါ့မသွင်းမိကိုမသွင်းချင်ပဲနဲ့ accept နှိပ်မိပြီးဝင်သွားခဲ့တယ်ဆိုရင်ဒါကွန်ပျူတာရဲ့ဒီအောက်ဒေါင်းနယ်လေးမှာပေါ့နော်ဒီ tray လို့ခေါ်မယ်ပေါ့နော်ဒီ tray ထဲမှာဒီမှာเนาะဒီမှာ Avast free antivirus တို့ IV endpoint protection တို့ဒီအောက်မှာရောက်နေတယ်เนาะအဲ့ဒါရောက်နေတယ်ဆိုရင်ကိုက uninstall ပေါ့ပြန်ဘယ်လိုပြန်ဖြတ်မလဲဆိုရင်ဒီ window close လေးပေါ့နော် window close လေးကိုနှိပ်လိုက်နှိပ်ပြီးတော့ကျွန်တော်တို့ရှာမှာ program လို့ရှာလိုက်မယ်နော် program လို့ရှာလိုက်ကျွန်တော်ဒီမှာ add-on remove program ဆိုပြီးတော့ထွက်ပြီနော် add-on remove program add-on remove program ကိုတစ်ချက်နှိပ်နော်တစ်ချက်နှိပ်လိုက်ကိုယ့်ကွန်ပျူတာမှာသွင်းထားသမျှ program တွေအကုန်လုံးဒီမှာလာပြတာအဲ့ဆိုကိုကကိုမလိုချင်ဘူးကိုမသွင်းမဲနဲ့ဝင်ထားတဲ့ဟာတွေရှိရင်ဒီမှာရှာပြီးတော့ပေါ့နော်ဖြတ်လို့ရတယ်အဲ့တော့ အပေါ်တက်အောက်ဆင်မရှာချင်ဘူးဆိုရင်တော့ဒီ search ကနေပဲပေါ့နော်အဲ့ဒီ antivirus ရဲ့နာမည်ကိုရိုက်ထည့်လိုက်မယ်နော်ခုကျွန်တော် Avast ကိုမလိုချင်ဘူးဖြတ်ချင်တယ်ဆိုရင် AVAST ပေါ့နော် Avast ဒါဆိုထွက်လာပြီနော် Avast free antivirus အဲ့ဒါဘယ်ချိန်တော့ကျွန်တော်သွင်းထဲဆိုတော့10လပိုင်း24နဲ့2025ဒီနေ့ပဲသွင်းလိုက်တာခုနကတော့ program သွင်းနဲ့ဝင်သွားတာပေါ့နော်အဲ့တော့ကျွန်တော်ပြန်ဖြတ်ချင်တယ်ဆိုရင်အဆက်3ဆက်ကိုနှိပ်ပြီးတော့မှ
uninstall ပေါ့နော် uninstall လေးကိုနှိပ်မယ် uninstall ကိုနှိပ်ပေးမယ်ဒါတော့သူ uninstall လုပ်ဖို့ setup wizard တက်လာနော်တက်လာရင်သူမေးတယ် repair တဲ့ပြင်ချင်တာလားတဲ့ customize လုပ်ချင်တာလားတဲ့ uninstall ပေါ့နော်အမိုက်ပုံနဲ့ထည့်ချင်တာလားဆိုရင်ကျွန်တော်တို့ uninstall ကိုရွေးမယ်ပြီးရင်သူဘာဖြစ်လို့ပေါ့နော် uninstall လုပ်ချင်တာလဲပေါ့မလို့တော့လို့လားတဲ့တခြားတွင်းချင်လို့လားပေါ့နော်အဲဆိုကျွန်တော်တို့က scam uninstall ပဲဘာမှမဟုတ်ဘူးဒီတိုင်းဖြတ်ချင်လို့ပေါ့နော် scam uninstall နော်နေမယ်ပြီးရင် cancel သူကခလုတ်ကြီးပေါ်လာတယ်သူမဖြတ်စေချင်ဘူး why ပေါ့ဘာလို့ဖြတ်ချင်တာလဲပေါ့အဲဆိုကျွန်တော် uninstall ပဲနေပြီးတော့ဒီကောင်ကိုတွားခိုင်းလိုက်မယ်နော်အဲ့လိုပဲပေါ့ကျွန်တော်ကွန်ပျူတာမှာဝင်တတ်တဲ့ဒီ offer antivirus တွေအနေနဲ့ဆို avast ရှိမယ် IV endpoint protection ရှိမယ်ပြီးရင် total security 360ဆိုတဲ့တရုတ် antivirus လည်းရှိတယ်နောက်က MCAFE ပေါ့နော် MCAFE ဆိုတာလည်းရှိတယ်အဲ့ဆိုတော့ကိုဟို antivirus ကပေါ့နော်တခုတည်းရှိရင်တော့ဘာမှမဖြစ်ဘူးဒါပေမဲ့မိတ်ဆွေကွန်ပျူတာမှာပေါ့3ခုလောက် antivirus တွေရောက်နေဆိုလဲ computer process ကအရင်နှေးနိုင်တယ်ဗောနော် CPU တွေဒီကောင်တွေကအရင်အရင်စစ်ဆို computer တွေနှေးနိုင်တယ်အဲ့ဒါကြောင့်ကို computer မှာဒီ antivirus တွေအရင်များနေရဆိုရင်လည်းဒီနည်းလေးအတိုင်းဗောနော်ဒါ antivirus တွေကိုဖျက်လို့ရတယ်နော်အဲ့ဒါတော့ computer restart လုပ်မလားမေးတယ် restart ချလိုက်တော့ပိုကောင်းတယ်ကျွန်တော်တို့ restart လိုက်တာနှိပ်လိုက်မယ်နော်အဲ့ဒါကျွန်တော်အောက်တော့နန်းလေးမှာလည်းကိုမသွင်းဘဲနဲ့ဝင်နေတဲ့ antivirus တွေကဒါနော် trader မှာမရှိတော့ဘူးဆိုတော့ရှင်းသွားပြီဖြစ်ပါတယ်အဲ့ဒါဆိုဒီဗီဒီယိုလေးကတော့ကျွန်တော်တို့ကိုမသွင်းဘဲနဲ့ဒီလိုမျိုး antivirus တွေကဘယ်လိုဝင်လာနိုင်တာလဲပေါ့နော်ဘယ်လိုမျိုးရှောင်ရှားလို့ရမလဲသို့မဟုတ်ဝင်သွားပြီဆိုရင်လည်းဘယ်လိုမျိုးသွားဖြတ်မလဲဆိုတော့ဒါအကြောင်းအရာလေးကိုဒီနေ့မှာဗီဒီယိုလေးလုပ်ပြီးတော့တင်ပြလိုက်ခြင်းဖြစ်ပါတယ်မိတ်ဆွေတို့အားလုံးပဲဘေးကင်းလုံခြုံကြပါစေ be safe